ကြောင်တရားနဲ့သူဟာသူ့ဘာသာနဲ့မိရာဝေးအခက်ပွေနေတမှုရိယကဘာရဲ့မိမဟာပထဝီတတ်သေးတယ်ခုဘဝမှာပဲကြည်ပါစေအမျက်ပြေမရှိမလားကျမအသက်ကျွေးပါ